ကျွန်တော်ရဲ့မိတ်ဆွေတွေပြည်ဦးလင်မှာ Grand မြေကို branded ထဲမှာ limited edition ဖြစ်တာကိုကြိုက်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီမြေကွက်လေးကိုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ် limited ဖြစ်တာမို့လို့ဒါနေရာအနေနဲ့ရောဈေးတန်းအနေနဲ့ရောကောင်းတယ် location အနေနဲ့ကတော့ဒါပြည်ဦးလင်မြို့ရဲ့ရက်ကွက်ကြီး14ညောင်နီဝင်နာမီယာထဲမှာတည်ရှိတာဖြစ်ပါတယ်အိမ်တော်လမ်းနဲ့ဧကရစ်လမ်းကြားထဲမှာတည်ရှိတာဖြစ်ပြီးတော့အိမ်တော်လမ်းကို၄ကွက်ပဲငုံထားတဲ့အနေအထားမျိုးဖြစ်တယ်ဧကရစ်လမ်းကိုလမ်းမေးတင်ထားတဲ့တောက်ကွက်အနေအထားမျိုးဧကရစ်လမ်းဆိုတာလည်းဒါကျွန်တော်တို့မြို့ဆောင်လမ်းကိုတဲပေါက်တဲ့အနေအထားမျိုးလေးဖြစ်တယ်မျက်နှာလက်ရတော့ဒါအရှိရက်နဲ့တောင်ရက်ကိုလှည့်ထားတာဖြစ်လို့လူကြိုက်များတယ်မျက်နှာလက်အနေအထားမျိုးလေးဖြစ်တယ်ဂရန်အနေနဲ့ကတော့ဂရန်တက်တန်10နှစ်ဂရန်ကိုဂရန်တက်တန်9နှစ်အနေနဲ့ကြန့်ရှိတာဖြစ်လို့စာရဲစာတန်းအနေနဲ့လည်းကောင်းမွန်တယ်ကျွန်တော်ရဲ့မိတ်ဆွေတွေဒါချမ်းကျဲ PTR ပတ်လဲဆိုတော့ကိုယ့်ရဲ့စိတ်ကူးဒီဇိုင်းနဲ့အိမ်ကိုစိတ်ကြိုက်ပုံဖော်ပြီးတိဆောက်နိုင်မဲ့အခြေအဝန်းမှာတည်ရှိတဲ့ဂရန်မီလည်းဖြစ်ပါတယ်ပတ်ဝန်းကျင်အနေနဲ့ကလည်းတကယ်ကို limited edition ဖြစ်လို့အရန်ကောင်းတဲ့ပတ်ဝန်းကျင်အနေအထားမျိုးမှာပါတယ်ခေါ်ဆိုရတဲ့ဈေးနှုန်းကတော့3,200နဲ့5,000ကိုပိုင်ရှင်တိုက်ရိုက်ကိုမှစိတ်ကြိုက်ဈေးကြီးနိုင်လို့ရမှာဖြစ်ပါတယ်ဗျ